Hi guys ခုက file တော့အကြောင်းဝယ်ပြလေးပေးပါမှာပါဒီ file လေးက73နှစ်ရွယ်ကောင်မလေးတယောက်ရဲ့ဂျာယာကြီးလေးပေါ့နော်ဒါကကဘာကိုအရန်ကို impact ထိရောက်စေခဲ့ပြီးတော့ over 30ကျော်လေးရောင်းချပြီးသွားပြီပြီး foundation တွေ college foundation တွေ program တွေလည်းဒါဒီ file နဲ့ပတ်သက်ပြီးတော့ရှိရပေါ့နော်ကျောင်းနေမှာပါသင်ခန်းစာတွေပါပြန်ပြီးတော့သင်ယူရတော့တဲ့အထိကို impact ကြီးမားရပေါ့နော်ဆိုတော့ဒီ file ကဘာအကြောင်းလဲဆိုတော့ infant ကောင်မလေးတယောက်ရဲ့ diary ပေါ့သူက73နှစ်ပဲရှိသေးရဲ့ဒီဖြစ်ပျက်ကိုရေးတဲ့အချိန်မှာဒုတိယကမ္ဘာစစ်holocaust ဖြစ်နေတဲ့အချိန်မှာပေါ့ဒီ holocaust မှာသူဘယ်လိုမျိုးခက်ခဲတွေကိုဂျူးလူမျိုးတယောက်အနေနဲ့ကြော်ရင်ဆိုင်ခဲ့ရလဲပြီးတော့ဒီလိုခက်ခဲပုံးချိန်မှာမှသူဘယ်လိုအလင်းရောင်တွေကိုရှာဖွေရဲ့မျောလင်းချက်တွေကိုရှာဖွေလဲဘယ်လိုရှင်သန်နိုင်ခဲ့လဲဆိုရဲအကြောင်းတွေကိုလည်းပါဝင်တယ်သူ့ရဲ့အတွေးခေါ်တွေကလည်းဖဖတ်ခြင်းတော့73နှစ်ရွယ်ကနေပြီးတော့တဖြည်းဖြည်း14နှစ်15နှစ်နှစ်တာအချိန်အတွင်းမှာဘယ်လိုမျိုးပြောင်းလဲခဲ့လဲသူဒီဘဝနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ခဲ့လဲသူ့ရဲ့ experience တွေကိုပါခံစားချက်တွေကိုပါထည့်သွင်းပြီးရေးသားထားတဲ့ file လေးဖြစ်တယ်ပြီးတော့ဒါကိုဖတ်ပြီးတော့ကျွန်မကြိုက်မိတဲ့ချက်ကကျွန်မငယ်ငယ်တော့လိုမျိုးပဲ73နှစ်ရွယ်ကလေးငယ်73နှစ်ရွယ်ကောင်မလေးတယောက်အနေနဲ့ခံစားနေရတယ်လို့မျိုးပဲအသွေးတွေဖြစ်ဖြစ်တရားနည်းနည်းခက်ဆင်ပေါ့နော်မိသားစုနဲ့အဆင်မပြေရလည်းရှိမယ်အဆင်ပြေတဲ့ချိန်တွေလည်းရှိမယ်ဒီလိုချိန်တွေမျိုးမှာဆိုရင် diary လေးကိုတွားပြီးတော့ရင်ဖွင့်တတ်ကြရမလားကျမလည်းတူတူပဲသူလည်းတူတူပဲဆိုတော့ဒီအသွေးလေးတွေကိုချရေးထားတာပေါ့နော်မလို့ဒီ file ကနည်းနည်းအသက်ငယ်ကောင်မလေးနဲ့ relate ဖြစ်တယ်လို့ခံစားရစေရဲ့ဆိုတော့ဒီရွယ်မှာတည်တင်တီးထိုက်တဲ့အရာတွေကိုanchor file ထဲမှာရေးပေးသွားတယ်လို့မျိုးကြောင်ဖြတ်နာလို့ဟုတ်ပြီအဲ့လိုမျိုးအရာတွေသင်ခန်းစာအကြံဉာဏ်တွေပေးသွားတဲ့ advice အနေနဲ့လည်းခံစားရတယ် file ရဲ့ summary ကိုပြောရမယ်ဆိုလို့ရှိရင် Anne က73နှစ်ရွယ်ပေါ့နော်သူကAmsterdam မှာနေတာ Amsterdam မှာသူ့မှာအဖေအမေအမရဲ့သူရဲ့ family လေးယောက်ရှိရပေါ့နော်အဲ့ဒုတိယကမ္ဘာစစ်မှာဆိုလို့ရှိရင်ဂျာမနီတွေကဒိုးတွေကိုဖမ်းဆီးပြီးတော့holocaust ဖြစ်ခဲ့ရအောင်လူတိုင်းသိကြမယ်လို့ထင်ပါတယ်ဒီအချိန်ဒီမှာဝင်ဂျိုးလူမျိုးကြောင့်အနေနဲ့အရန်ကိုခွဲခြားပြီးတော့ဖက်ဖန်ခံရပြီเนาะဖာပိုင်းမှာဆိုလို့ရှိရင်ဂျိုးတယောက်အနေနဲ့ဆိုလို့ရှိရင်ကားတွေကို public transportation စီးခွင့်မရှိဘူးကားစီးခွင့်မရှိဘူးသူတို့လမ်းတွေပါသွားမယ်ဆိုလို့ရှိရင်ဖက်ပိန်းမဲ့စီးပိုင်ခွင့်ရှိရပေါ့တဖြည်းဖြည်းနဲ့သူတို့ကိုတင်းကျပ်ထားမှုကတဖြည်းဖြည်းနဲ့တင်းကျပ်လာပြီးတော့အခြေခံ human right တောင်မရှိတော့ဘူးသူတို့ဖီမှာကျောင်းနေဆိုလို့ရှိရင်လည်းဂျူးပဲတက်ရတဲ့ကျောင်းပို့ပြီးခွဲခြားထားတယ်ပြီးတော့ခွဲခြားထားရင် fine နေပါပြီဆိုလို့ရှိရင်ဂျူးတွေကိုအလုပ်ပေးမလုပ်ဘူးဂျူးဝင်ပေးဝင်မခံဘူးပြီးရုပ်ရှင်အောင်တွေလည်းမသွားရဘူးအဲ့လိုမျိုးခွဲခြားထားရင်အများကြီးရှိရပေါ့နော်အဲ့ဒီအခြေအနေကိုတော့အဖပိုင်းမှာတော့ဒါအရန်ရောမဖိုးရသေးဘူးလို့ခံစားရတာဒါပေမဲ့တပည့်ပြင်းနဲ့အခြေအနေတွေကပိုဖိုးလာပြီးတော့တည်င်းတွေကြားလာရပါဘူးနော်ဂျူးတွေကိုဖမ်းဆီးပြီးတော့အကျဉ်းထောင်တွေကိုပို့တာလို့သတ်မှတ်ထားတဲ့နေရာတွေကိုပို့ပြီးတော့အဲ့မှာဘယ်လောက်တောင်မှဖိုးရပြီးတော့ခံစားရလဲကလေးတွေကိုလည်းဖမ်းတယ်တက်ကြီးရွယ်တွေအကုန်လုံးဖမ်းတာကွာတနေ့မှာတော့သူ့ရဲ့အမကိုအဖိုးကဖာပို့လာတယ်ပေါ့နော်သူ့ဖမ်းမယ်ဆိုအဲ့ခါကျတော့သူတမိသားဘူးတော့သူကြိုတင်ဖီဖန်ထားတဲ့အတိုင်းပဲ secret anniversary နေရာကိုသူပုံကြတယ်ဒါသူ့အဖေရဲ့အလုပ်ယုံရဲ့နှုတ်ဝထားတဲ့နေရာပေါ့နော် file video လေးရဲ့အောက်ကနေပြီးတော့ဝင်သွားရဲ့ခါကျရင်နှစ်ထပ်ရှယ်အမှသူတို့ရပုံခဲ့ကြတာပေါ့နော်အာနာနဲ့အတူတူသူ့ရဲ့မိသားစုတွေပါဝင်သူ့ဖေရဲ့မိတ်ဆွေသူ့ဘာလို့8ယောက်ပုံခဲ့ကြတာပေါ့နော်အချိန်နှစ်အတွင်းမှာရုံးမှာပဲနေသူ့ဖေတငယ်ချင်း3ယောက်လောက်ကသူတို့အဖားကြောက်တွေပို့ရလက်ဆောင်တွေပို့ပြီးတော့ကူညီပေးခဲ့ကြတယ်အဲ့ဒီအချိန်မှာအဲ့လိုမျိုးကူညီရတဲ့လူတွေအတွက်လည်းတောင်းဝင်အရောင်းလေးရကူညီရတဲ့တွေပါသူကဖန်ဖီးခြင်းကိုခံရရပေါ့နေ့တိုင်းမှာသူတို့တွေကကြောက်ရွံ့နေခဲ့ကြတယ်ဘုံနဲ့နေနေကြတယ်ပြီးတော့ဖစ်ပွဲရဲ့ခြေနေတွေကိုလည်းနားဖွင့်နေကလေးတယောက်အနေနဲ့ပြောလို့ရှိရင်ကျောင်းတွေကိုလည်းပြန်တက်ချင်တဲ့ခံစားချက်တွေပြီးတော့တငယ်ချင်းတွေကိုလည်းလွမ်းတဲ့ခံစားချက်တွေကိုထည့်ရေးထားတယ်။ဘာလို့လဲဆိုတော့တငယ်ချင်းတွေကလည်းအဖမ်းခံရတဲ့ဒီမှာပါတယ်ဆိုတော့အန်အနေနဲ့ကသူဝမ်းနေတယ်ဘယ်လိုခံစားရလဲပေါ့သူတယောက်တည်းဒီမှာပုံနေနိုင်ခဲ့တယ်တငယ်ချင်းတွေကတော့ဖမ်းပြီးခြင်းကိုခံရတဲ့အတွက်ကြောင့်မလို့သူ့ကိုယ်သူအပြစ်မကင်းတယ်လို့ခံစားရတယ်ပေါ့ဒီခါကျလေအိမ်မက်တွေထဲမှာထဲမှတ်ပြီးတော့သူတငယ်ချင်းတွေကတောင်းမှမှာရဲ့အဲ့လိုမျိုးပေါ့ဒီခံစားချက်ကိုတော့ခံစားပွဲလို့ရနားတယ်မှာပါ
တော့နောက်တစ်ခုကအန်းကအယောင်မှာရီမန်းချက်ကြီးမှရဲ့ကောင်မလေးတယောက်ပါသူဒီ February ပြီးသွားလို့ရှိရင် Paris ကိုသွားခြင်းနဲ့နိုင်ငံတစ်နိုင်ငံမှာတစ်နှစ်စီနေပြီးတော့သူအဲ့ language လေးတွေကိုသင်ပြီးတော့ဘောဖြတ်တန်းခြင်းနဲ့သူ file တွေရေးခြင်းနဲ့ journal လုပ်ခြင်းနဲ့တဲ့သူ့ရဲ့ file လေးသူအဲ့မှာရှိနေကြတဲ့အောင်သူဝတ္ထုတိုလေးရေး story line လေးရေးရပေါ့နော်ဒီ diary လေးရဲ့ပြင်သူအဲ့ဒါလေးလည်းထည့်ရေးတည်ရဲ့ဒီကဘာဖစ်ကြီးပြီးသွားခဲ့ရင်ဂျိုးလိုမျိုးခွဲထားရင်လည်းပြီးသွားခဲ့ရင်သူဘာကြီးလုပ်မယ်ဆိုပြီးတော့အသွေးလည်းအများကြီးရှိရယ် plan တွေလည်းရှိရယ်ဒါပေမဲ့ဒီခါတလေလူ favor တည်ရတဲ့အတိုင်းပဲကောင်းလိုက်မကောင်းလိုက်နဲ့သူဒီလိုတွေးရလဲရှိတယ်လို့တစ်ခါလေရရင်သူ့ကိုယ်သူပိတ်မိနေလို့ခံစားရတော့ကြောက်ရွံ့မှုတွေလည်းရှိရပေါ့နော်ဒါကနေမထွက်နိုင်တော့ဘူးရုံမထွက်နိုင်တော့ဘူးဆိုရယ်ခံစားချက်တွေလည်းရှိရယ်ဒါကိုဖတ်ပြီးတဲ့ခါကျရင်တော့နည်းနည်းရင်ထဲကိုဝမ်းနဲ့ရအောင်ပေါ့နောက်ဖုန်း file အဖုန်းတက်မှာတော့ဖန်ခံရရဲ့ဖြစ်ကနေလွတ်မြောက်တော့မဲ့တပတ်လိုမှာပဲသူတို့မိသားစုကိုဖန်ခံလိုက်ရပါတယ်ဘာလို့ဖန်ခံလိုက်ရလဲဆိုတော့သူ့ရဲ့အလုပ်ထဲကပဲလူတယောက်က betray လုပ်ပြီးတော့တယောက်ကို$1ကျော်လေးရဖို့အတွက်နဲ့သူတို့ရောင်းစားပစ်လိုက်တာပါတဲ့သူအတိတဲအောင်မဟုတ်ပါဘူးဘယ်သူလဲဆိုတော့မဖော်ထုတ်ထားဘူးပေါ့နော်it broke me really hard သူတို့ဖန်ခံလိုက်ရပြီးနောက်မှာသူတို့တည်င်းတွေကိုဖတ်ပြီးတော့ခေခံထားတာတော့ပုံတော့ယောဂကြောက်ပြီးတော့ဖုန်းဝါကြောက်ပေါ့နော်ကလင်းသက်ဖကန်းမှာရိုးထွေးပြီးတော့နေရဖို့ယောဂကိုဖတ်တာမြင်ပြီးတော့အဲ့အကြောက်ပဲသေသွားလူလည်းတော်တော်များပါတယ်။ဥပမာသူပုံခဲကြရဲ9ယောက်လောဖုန်းဝါခဲ့ပေမဲ့အန်ရဲ့အဖေတယောက်တည်းပဲ Otto Frank တယောက်တည်းပဲလွတ်မြောက်လာခဲ့တာ။သူလွတ်မြောက်လာပြီးတဲ့နောက်မှာသူတမီးရဲ့ပစ္စည်းလေးတွေကိုပြန်ရတဲ့အခါကျမှဒီ diary လေးကိုတွေ့သွားပါတော့။ဒီ diary ကိုအဖကpublish လုပ်ဖို့စိတ်ကူးမရှိပေမဲ့နည်းနည်းပြန်ပြင်ပြီးတဲ့နောက်မှာထုတ်လွှင့်ခဲ့ပေါ့ထုတ်ဝေခဲ့ပေါ့နော်ဒီ file ကိုpublish လုပ်တဲ့အခါမှာ file တွေမှာချရောင်းမှုအောင်မှတိတ်ပြီးတော့ပေါ်လွန်လည်းမရောင်းရဘူးဒါပေမဲ့ဒါကလောက hit ဖြစ်သွားခဲ့တယ်ကဘာနဲ့မှာလည်းဘာသာပေါင်းများစွာနဲ့ဘာသာပြန်ထားရဲပုံခဲ့ရတဲ့ frequent Anish ကလည်းလေ့လာလို့ရတဲ့နေရာတစ်ခုဖြစ်သွားပြီးအန်နီတက်ခဲ့အကြောင်းကလည်း Annie Frank ကိုအကြောင်းဖြစ်သွားပြီးတော့ foundation တွေလည်းရှိရယ် program တွေလည်းရှိရယ်ပေါ့နော် education နဲ့ပတ်သက်တဲ့ program တွေလည်းထုတ်ဝင်ပေးကြတယ်ဆိုတော့ Annie ရဲ့ fana တစ်ခုအားတဲ့သူတေးပြီးသွားရင်တော့မှသူကတက်ရှင်ခြင်းသေးတယ် fana လေးတစ်ခုကပြီးဖုံသွားခဲ့ပါတယ်ဒါကိုဖတ်ပြီးတော့သင်ခန်းစာရလိုက်တာကအမောင်ဖုံးအခက်ခဲဖုံးဖြစ်နေတဲ့ချိန်ဒီမှာမှဘယ်လိုမျိုးပွားကိုအလေးနေပြန်ရှာနိုင်မလဲအကောင့်ဘယ်လိုတွေးရမလဲဟိုနီလန်းလေးတွေလည်းရှိရယ်and for လို့ရှိရင်သူမှာပတင်းပေါက်တေးသေးလေးကနေပြီးတော့ nature ကိုခံစားရယ် farm like လေးတွေတဘွားတန်လေးတွေငှက်တန်လေးတွေဟာသူ့ကိုပို့ပြီးတော့တက်ရှင်မှုတခွန်အားပေးရလို့ခံစားရတယ်တဲ့ပြီးတော့သူ file လေးလည်းဖတ်တယ်သူအဲ့ဒါမှပိတ်မိနေပေမဲ့တော့မှသူ့ကိုယ်သူအများနဲ့သူက file လုပ်တယ် language တွေလေ့လာတယ်file တွေဖတ်ပြီး knowledge တွေရှာဖွေသူ့ကိုယ်သူတိုးတက်အောင်အများလုပ်နေတာပေါ့နော်ဒီလိုနီလန်းလေးတွေပြီးတော့teenage အနေနဲ့လည်းနည်းနည်း relate ဖြစ်တဲ့ခံစားချက်လေးကြောင့်မလို့ဒီ file တွေကအရန်ဖတ်လို့ကောင်းပါတယ်ဒီ file ကိုမြန်မာနိုင်ငံလူငယ်တွေနဲ့လည်းဖတ်တင်တယ်လို့ထင်ပါတယ် for this is my new recommendation ဖတ်ရတယ်တော်တော်လွယ်ပါတယ်ပြီးတော့ရေးသားလေးတွေကလည်းအရန်ကိုလှတယ် thank you so much for watching